တရားစွဲခံရမှာဆိုလို့ယူကန်နေပြီးဖြည့်ရှင်းလာတဲ့ဗုဒ္ဓကိုစော်ကားချတဲ့ဟိမင်းသူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဟိမင်းသူကတော့မကြခင်ပရိသတ်တွေရဲ့ဝိုင်းပြီးတနာတာခံခဲ့ရပေမဲ့အခုချိန်မှာတော့တနိုင်ငံလုံးချင်တဲ့ချင်းပဲဖြစ်နေပြီလေဖြစ်ပါတယ်ပရိသတ်တွေကတော့မကြခင်ကသူ့ကိုသူများနိုင်ငံမှာခက်တွေ့နေတာကိုကြည့်ပြီးတနာခဲ့ကြတာပါထိုင်းနိုင်ငံမှာလူမျိုးတူလော်ဖန်တယောက်ရဲ့ချင်းချောက်ခံရတာစိတ်ယုံတက်တဲ့ဒီဖြစ်ခဲ့တာမလို့အားလုံးကသူ့ကိုစာနာခဲ့ကြပေမယ့်အခုကတော့ဗုဒ္ဓဘာသာကိုစော်ကားပြီးပြောဆိုခဲ့တဲ့စကားကြောင့်လူအများရဲ့ယုံမုန်းခြင်းကိုခံနေရပါပြီနော်အိမ်မင်းသူကဘုရားကိုစော်ကားပြီးပြောတာသူများဘာသာကိုမထီမဲ့မြင်လုပ်ခဲ့တာမှန်ပေမယ့်သူကိုယ်တိုင်ကလည်းတစ်ချိန်ကဗုဒ္ဓဘာသာတယောက်ပါနော်ဗုဒ္ဓဘာသာကိုငယ်စဉ်တည်းကကိုးကွယ်ခဲ့တာလွန်ခဲ့တဲ့3နှစ်ကျော်လေးနှစ်ထိပါပဲဘုရားမတော်ကိုးကွယ်ရမရှိဆိုတဲ့အတိုင်းဘုရားကိုကိုးကွယ်ခဲ့ပေမယ့်နောက်ပိုင်းမှာယုံကြည်မှုပြောင်းပြီးခရစ်ယာန်ဘာသာကိုကူးပြောင်းခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်တရားတော့သူ့ရဲ့ယုံကြည်မှုပေါ်မှာဘာမှဝေဖန်တာမျိုးမရှိခဲ့ပါဘူးနော်ကိုယ်စိတ်ကြိုက်ဘာသာကိုကိုယ်ဆန္ဒနဲ့ကိုးကွယ်တဲ့ပုံမှာအားလုံးကမေတ္တာပြတ်ခဲ့ပေမယ့်အခုတော့ဗုဒ္ဓကိုစော်ကားတဲ့စကားပြောဆိုလာတာမလို့လူများကြားမှာပြောစရာဖြစ်ခဲ့ရလည်းဖြစ်ပါတယ်အိမ်မင်းသူကခရစ်ယာန်ဘာသာကိုအေးဆေးမကူပြောင်းပဲဗုဒ္ဓဘာသာကိုစော်ကားတဲ့စကားမျိုးတွေပြောဆိုခဲ့တာအားလုံးလည်းသိကြမှာပါနော်ဖះဆိုတာရုပ်ထုတွေပဲရှိတာတကယ်မရှိဘူးဆိုပြီးတော့အခြားသူတွေရဲ့ယုံကြည်မှုကိုဝေဖန်ပြီးယေရှုကိုမိုးတင်ပြောဆိုခဲ့ရလည်းဖြစ်ပါတယ်ဗုဒ္ဓဆိုတာတကယ်မရှိဘူးရှိတယ်ဆိုရင်သက်သေပြဖို့ပြောဆိုခဲ့တာမလို့သူ့ရဲ့ပြောတွေကလူများကြားမှာခရထားခဲ့ရလည်းဖြစ်ပါတယ်ဗုဒ္ဓကိုစော်ကားပြောဆိုတာနဲ့ပတ်သက်ပြီးအားလုံးကဒေါသထွက်ခဲ့ကြတာလည်းဖြစ်ပါတယ်ယုံကြည်မကိုးကွယ်ရင်မစော်ကားနေဆိုပြီးပြောဆိုကြသလိုအချို့တွေကတရားစွဲဖို့လုပ်ခဲ့ကြပြီလည်းဖြစ်ပါတယ်သူများဘာသာကိုစော်ကားပြောဆိုတဲ့သူ့ရဲ့ပြောကိုမခံနိုင်တဲ့ဗုဒ္ဓဘာသာဝင်ချို့ဟာဟိမင်းသူကိုတရားစွဲဖို့ထိလုပ်ခဲ့ကြပါပြီဗုဒ္ဓဆိုတာတကယ်ရှိလားတသိပြဆိုပြီးစင်ပေါ်မှာမိုက်တလုံးကင်ပြီးအာမန်ပြင်းနေပြောနေတဲ့ဟိမင်းသူဟာအခုဆိုရင်တရားစွဲခံရမှာဆိုပြီးဖြေရှင်းလာခဲ့ပါပြီနော်ဗုဒ္ဓကိုစော်ကားခြင်းကစကားကိုမန်ပါပါပြောပြီးစော်ကားခဲ့ပေမဲ့ဖြေရှင်းချိန်မှာတော့ယူကွက်နေပြီးတော့ဖြေရှင်းလာခဲ့ပြီလေဖြစ်ပါတယ်ဟိမင်းသူကဗုဒ္ဓကိုစော်ကားတာမဟုတ်ဘူးသူ့ရဲ့ပြေကြောင်စော်ကားသလိုဖြစ်သွားတာပါတယ်နော်ဗုဒ္ဓရဲ့ဟောချက်မှာကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ပြောထားပေမဲ့သူကကောင်းတာဘာတစ်ခုမှမလုပ်ဘဲနဲ့ကောင်းတာတွေပဲဖြစ်ချင်ခဲ့လို့ဘာသာကူးပြောင်းလိုက်တာလို့ဆိုပါရီကောင်းတာမှန်သမျှဘာမှမလုပ်ချင်သလိုလုံးလည်းမလုပ်ခဲ့ပေမဲ့လိုချင်တာကအကောင်းတွေကြီးပဲမို့ယေရှုကိုကိုးကွယ်ကြတာလို့ဆိုပါရီယေရှုကမကောင်းတာလုပ်လေကဲတင်ပေးတာမလို့သူနဲ့အကိုက်ဖြစ်ပြီးဘာသာကူးပြောင်းတာလို့ဆိုပါရီအိမ်မေသူကတော့သူ့ရဲ့လောဘတွေကြောင့်ဘာသာကူးပြောင်းခဲ့ပေမဲ့ဗုဒ္ဓကိုစော်ကားတဲ့စကားမျိုးတော့ပြောခဲ့ပါဘူးတဲ့နော်လိုင်းပေါ်မှာပြန့်နေတဲ့ဗီဒီယိုကသူပြောတာမှန်ပေမဲ့ဗီဒီယိုကို edit ပြန်လုပ်ထားတာမလို့ထီအောင်ထင်မှာဖြစ်စေခဲ့တာလို့ဆိုပါရီသူကလွန်ခဲ့တဲ့3နှစ်လောက်ကပြောဆိုခဲ့တဲ့စကားတွေဟာသူ့ရဲ့အကောင့်တစ်ခုက edit လုပ်ပြီးပြန်တင်တာသူလုပ်တာမဟုတ်ဘူးဆိုပြီးပြင်းမရှိတဲ့ပုံစံနဲ့ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။အိမ်မေသူကတော့စကားကိုလက်ပတ်ပြောနေပေမဲ့သူပြောခဲ့တာကအသေးကြပါပဲ။ဘသူတင်တင်ဘယ်ချိန်ကပဲပြောဆိုခဲ့ပါစေသူ့နှုတ်ကထွက်ခဲ့တာအသေးချနေတာကိုယူကန်နေပြီးလက်ပတ်ဖြေဆိုခဲ့တာမလို့ပရိသတ်တွေကြားမှာဝေဖန်တဲ့ထွက်ပေါ်လာနေစေဖြစ်ပါတယ်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားပွဲသတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချိန်နေပြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်